နှစ်ယောက်ဟာမြတ်စွာဘုရားကိုမန္ထနဲ့မထုပိဏိကလို့ဆိုတဲ့ကြာရှိခံနဲ့မသိုးထမင်းမသိုးဟင်းကိုလှူဒန်းပြီးတော့သူတို့ကုံရောင်းကုံဝယ်ကိစ္စဆက်ပြီးတော့သွားကြတယ်အဲ့ဒီနာမှာပဲသူတို့ဇာလံပြတ်သွားတယ်နောက်မြတ်စွာဘုရားသခင်ကိုရောမြတ်ရာဇဂြိုလ်မြို့ရောက်ရှိပြီးတော့သတင်းသုံးတဲ့အခါမှာအဲ့ဒီသတင်းသုံးတဲ့အခါမှာတပုဒ္ဒနဲ့ဗန္လိကတို့ဟာမြတ်စွာဘုရားနဲ့ပြန်ပြီးဆုံတွေ့ကြတယ်တို့ဆိုဘုရားစီပြန်ဆုံတွေ့ကြရာဇဂြိုလ်မြတ်စွာဘုရားရောက်တဲ့အချိန်မှာပြန်ပြီးဆုံတွေ့ပြီးတော့မြတ်စွာဘုရားတရားပွဲတစ်ခုမှတရားနာတော့တပုဒ္ဒနဲ့ဗန္လိကဟာသောတာပန်ဖြစ်သွားတယ်ညီနောင်နှစ်ယောက်သောတာပန်ဖြစ်သွားပြီးတော့အကိုကြီးကတော့လူအကြောင်းဘဝမှာနေပြီးတော့ဗန္လိကဆိုတဲ့ညီကတော့မလုပ်လဲဆိုတော့သာသနာပေါင်းဝင်ပြီးတော့ရဟန်းပြုသွားတယ်သောတာပန်ဖြစ်ပြီးတဲ့နောက်မှာသာသနာပေါင်းဝင်သွားပြီးနောက်ဆုံးမှာယဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်ယဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်ဆလဗိညပတ္တအဘိညာဉ်6ပါးရတဲ့ယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်လို့ဒီလိုဆိုတယ်အဲ့တော့ဟုတ်ပြီဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ဇာလန်းတွေကိုပါဠိတော်ပိဋကစာပေမှာလက်လန်းနေတယ်မြလိုက်ပြီးတော့ရှာတဲ့အခါမှာဒါလေးတွေတွေးရှိရတယ်ပေါ့အဲ့တော့တွေးရှိရပြီးနောက်အင်္ဂုတ္တရမိကေမှာတပုဒ္ဒနဲ့ဗန္လိကအကြောင်းသုတ်တန်နှစ်ခုထပ်ပြီးတော့တွေးရပြန်တယ်ဥပဒကာတွေအကြောင်းကိုရေးထားတဲ့ထဲမှာသူတို့ရဲ့ရရှိထားတဲ့တရားတို့တရားမြတ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတခုပါလဲလို့ဆိုရင်တပုဒ္ဒသုတ်ရဲ့ဗန္လိကသုတ်ရဲ့အနာရဝိတို့နဲ့ဓာန်တူမြတ်စွာဘုရားကဥပဒကာပေါင်း21ဦးရဲ့ဂုဏ်ကြီးတွေကိုထုတ်ဖော်ပြီးတော့ဟောထားတဲ့ထဲမှာတပုဒ္ဒနဲ့ဗန္လိကရှေ့တန်းကပါလာတယ်အဲ့ဒီမှာအဲ့တော့မြတ်စွာဘုရားဟောတာလေးကဘယ်လိုဟောတာတုံးဆိုသာဟိဘိက္ခွေဓမ္မေဟိသမန္နာကတောတပုဒ္ဒောဂဟပတိတထာဂတိနိဋ္ဌင်ကတောအရင်ချင်း6မျိုးနဲ့ပြည့်စုံတဲ့တပုဒ္ဒဆိုတဲ့ဥပဒကဗန္လိကဆိုတဲ့ဥပဒကဟာမြတ်စွာဘုရားအပေါ်မှာယုံကြည်ကိုးကွယ်မှုဆုံးဖြတ်ပြီးသားရှိတယ်နှစ်ကယုံကြည်တယ်တထာဂတိနိဋ္ဌင်ကတောဖယားကိုကိုးကွယ်တဲ့နေရာမှာနိဋ္ဌင်ကတဆိုတာတခြားပြောင်းပြီးတော့မကိုးကွယ်တော့ဘူးဖယားကိုးကွယ်မှုမှာပဲအဆုံးသတ်တယ်ဒီလိုဆုံးတာနော်တာမန်ပုဂ္ဂိုလ်တွေကြတော့ဖယားကိုးကွယ်ထားတာအားမရတော့ဟိုဟာလေးကိုးကွယ်လိုက်ဒါလေးကိုးကွယ်လိုက်တွေကရှိသေးတာကိုသူတို့ကြတော့မဟုတ်ဘူးမြတ်စွာဘုရားကိုးကွယ်မှုမှာသူတို့အတွက်ကိုးကွယ်မှုအဆုံးသတ်ထားတယ်တခြားပြောင်းကိုးကွယ်တာမရှိတော့ဘူးစိတ်ထဲမှာလည်းဆုံးဖြတ်ချက်ချထားတယ်အမတ္တသတောတဲ့နိဗ္ဗာန်ကိုမြင်တွေ့ပြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်သောတာပန်ဖြစ်သွားရင်နိဗ္ဗာန်ကိုမြင်သွားပြီလေအမတံသစ္စိကတအမတံသစ္စိကတောဟာဣရိယတိအမြိုက်နိဗ္ဗာန်ကိုတွေ့ရှိပြီးတော့မျက်မှောက်ပြုပြီးတော့နေထိုင်နေပြီလို့ဟောတပုဒ္ဒနဲ့ဗန္လိကဟာသောတာပန်ဖြစ်သွားပြီသူတို့သောတာပန်ဖြစ်သွားလို့ဒီအရေးချင်း6မျိုးနဲ့ပြည့်စုံတယ်လို့ဒီလိုဆိုလိုတာတခြားနေရာမှာသောတာပန်ပုဂ္ဂိုလ်ရဲ့အရေးချင်းဆိုတာ4မျိုးဖော်ပြတယ်အခုဒီမှာ6မျိုးဖော်ပြထားတာမတူတဲ့အချက်ကလေးတခုအဲ့ဒီ6မျိုးဆိုတာဘာလို့ဆိုရင်ဗုဒ္ဓေအဝိသပတာဒရသဗျာပေါ်မှာအသိဉာဏ်နဲ့နှစ်ကာယုံကြည်တယ်တခုဓမ္မေအဝိသပတာဒဓမ္မအပေါ်မှာနှစ်ကာယုံအသိဉာဏ်နဲ့ယုံကြည်တယ်အသိဉာဏ်ပါတဲ့ယုံကြည်မှုရှိတယ်တန်ခေအဝိသပါတန်ခါပေါ်မှာဉာဏ်သက်ဝင်ပြီးတော့ယုံကြည်မှုရှိတယ်နောက်ပြီးတော့အရိယသီလတဲ့လုံးဝမြင့်မြတ်တဲ့ကိုချင်းသီလနဲ့လည်းပြည့်စုံတယ်နံပါတ်4နံပါတ်5ကအရိယညာနာတဲ့အရိယပုဂ္ဂိုလ်တွေရတဲ့အသိဉာဏ်နဲ့လည်းပြည့်စုံတယ်အရိယဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုနဲ့လည်းပြည့်စုံတယ်ဒါကဖို့ရည်ညွှန်းတာပေါ့အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့6ခုဗုဒ္ဓေဝိသပတာရဓမ္မေဝိသပတာရသံဃေဝိသပတာရ
အရိယသီလအရိယညာနာအရိယဝိမု ക്തി ဆိုတဲ့ဒီရည်ချင်း6မျိုးနဲ့ပြည့်စုံ